ကဲမိဒီနေ့ဈေးရပြန်ပါပြီရှင်။ဒါလေးဝယ်ခဲ့လေဆိုတော့ပဲငယ်ပြီ။ပဲငယ်ပြီလေ။ကန်ချမ်းကြလေးမျိုးပြီးစိမ့်နေနဲ့ဆက်ထားမှာဖြစ်ပါတယ်။ပဲငယ်ပြီကကြတော့2000ဘိုးပါ။ကန်ချမ်းကြလေးက1000ပါ။ငယ်ပြီးစိမ့်ကတော့ဒါခုနေ့ကကျန်လာတယ်ပေါ့နော်။ဒါလေးပဲငယ်ပြီနဲ့ကန်ချမ်းကြလေးနဲ့ချက်မှာဖြစ်ပါတယ်ရှင်။ပြီးတော့မိဘဝယ်ခဲ့ပြီလေဆိုရင်ဒီမှာပြုံးပြီးဒီလေးလက်နေတော့ကွယ်ဒါလေးအထောက်20မှသူကလေ900ပဲရှိတိတာဒီမှာကြည့်ဟုတ်ပြီးတော့စုပုတ်ရက်က900ပါဆိုတော့ဒီနှမျိုးမှ1000ဒါကတရား2000ပဲငယ်ပြီး2000တရား1000ဆိုတော့3000 4000ပို့ပါရှင်မနက်ခင်းအတွက်ဟင်းတက်ခွဲ SCC ကနေပြီးတော့ကြိုးဆိုပါတယ်ဒီနေ့က Sunday ပိတ်ရဖြစ်တဲ့အတွက်ဈေးထဲမှာလူကြီးများပါတယ်ဟိုမိရကြတော့အိမ်ကနေတွေ့ပြီးတော့ငါဘာတွေလိုအပ်တယ်ဘာတွေဝယ်မယ်ဆိုပြီးတော့မှဝယ်ခဲ့တာပါမိရကြတော့အဲ့လိုမျိုးပေါ့နော်အိမ်ကနေဟိုတခါလေးတွေ့ပြီးတော့မှယူသွားတာဘာလို့လဲဆိုတော့မိဒီနေ့သုံးရမယ့် budget ကိုပဲတွက်လိုက်တယ်ပေါ့နော်ဘာလို့ဆိုဟိုရောက်လို့ရှိရင်စားချင်တာရအများကြီးပဲဈေးထဲမှာမလိုအပ်ဖဲနဲ့ဝယ်ချင်တာလည်းအများကြီးပဲဆိုတော့ပစ္စက်ကိုကွတ်တီပဲယူသွားတယ်ပေါ့နော်ဥပမာကိုကလည်းခရမ်းကျင်ဒီတစ်မျိုးပဲဝင်မယ်ဆိုခရမ်းကျင်ဒီက1000ပိုးဝင်မယ်ပေါ့တဘောမှာအဲ့လိုမျိုးဆိုရင်1000 2000ပေါ့အများဆုံး9000ပေါ့ကွယ်အဲ့လိုမျိုးယူသွားလိုက်တာပေါ့ဒါကအများကြီးသုံးတဲ့သူတွေကိုပြောတာမဟုတ်ဘူးနော်ကိုရဲ့ကိုတွေ့ချင်တဲ့ကိုရဲ့ skin နဲ့ကိုပြောပြတာပေါ့နော်မြင်ရကြအဲ့လိုမျိုးဆိုတော့အပေါ်ကြီးလည်းမဝင်ပြီးတော့ဈေးထဲမှာလည်းအချိန်မကုန်တော့ဘူးပေါ့ကိုသွားနေကြဈေးဆိုတော့ပိုကောင်းနေရှင်ဘာလို့လဲဆိုဝယ်ရတာဘယ်နေရာမှာဘာရတန်နေဆိုပြီးအရင်တည်းရတယ်ဒီပိတ်ငပိဆိုရင်ပိတ်ငပိဆိုလို့ရှိရင်ဒီနှစ်ခုသုံးခုလောက်ဆိုရင်အများကြီးရတယ်သူကဟိုကဖဲ့လိုက်လို့ရှိရင်အများကြီးရတယ်အားကြောင့်ဈေးသွားရင်လည်းအချိန်မကုန်အောင်အိမ်ကနေစီးရင်လေးနဲ့လုပ်ပြီးပတ်ဆက်ကိုလည်းဟိုပိုလဲ3000လောက်ပေါ့အဲ့လောက်လေးပဲပို့ပြီးယူသွားမှာကိုဝယ်ချင်တဲ့စင်းကိုအတိအကျတော့ပါအချိန်ကုန်လည်းတက်တာလို့ဘာချက်လည်းစိတ်ဖြစ်ပါတယ်နောက်မှဆိုရင်ကိုကပတ်ဆက်လည်းအများကြီးပို့ယူသွားရဆိုရင်ဟိုရောက်ရင်မေးပြောရတော့တခြားသူတွေကိုပြောရမေးရကြကိုကပို့ပြီးယူသွားရဆိုကိုကပဇွန်လဲစားချင်တယ်ငါးလဲစားချင်တယ်ဒီနေ့အဲ့မှာပေါ့နော်အဲ့ဒီတရက်တဲ့နဲ့ကိုကတပြိုင်နဲ့စားနိုင်လားဆိုတော့မစားနိုင်မင်းအိမ်မှာဝယ်ထားအောင်ဒီလားအဲ့လိုမျိုးရေခက်တက်တာတွေထည့်ထားတဲ့အတိုင်းကြောက်လေအိမ်မကောင်းဘူးနော်အဲ့ဒါဆိုကိုနဲ့ကိုပြောတာပါတခြားသူတွေကတော့ကိုစကီနဲ့ကိုဝင်နေကြပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်မေကအဲ့လိုမျိုးတွေ့ပြီးမှသွားပြီးဝယ်လိုက်တာပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးပါပို့တဲ့ဟာလေးကြောက်လေကိုဒီနေ့စားချင်တယ်ဆိုငါနောက်ရက်မှပဲချက်စားလိုက်တော့မင်းဒါနဲ့ဆိုလုံးတော့ဆိုဒီတိုင်းပဲပြန်လာလိုက်ပါပေါ့နော်ချိန်လည်းမကုန်ဘူးပတ်ဆက်လည်းတိတ်မကုန်ဘူးအဲ့လိုမျိုးဘတ်ဂျက်လည်းစိတ်ဖြတ်တယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်